အခြေရေးဆိုတာလှပတဲ့ခီးတစ်ခုပါပဲတခါတလေကြောင်းဝဲသလိုတခါတလေလည်းအတားအဆီးအကြမ်းတမ်းတွေရှိတတ်ပါတယ်ရေးကြည့်တာကဘယ်လိုမျိုးအတူတူဖြတ်ကျော်မလဲဆိုတော့ပါပဲဒီကနေ့မှာတော့ချစ်သူနဲ့ပုံပုံနီးစပ်စေမဲ့နှုတ်ဝက်ချက်၅ခုကိုပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1ပုံပွင့်လင်းလင်းပြောဆိုဆက်ဆံပါပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ပုံပွင့်လင်းလင်းပြောဆိုဆက်ဆံမှုပါပဲဘာလို့လဲဆိုတော့အခြေရေးမှာသဘောထားကွဲလွဲမှုတွေနားလည်မှုလိုရနေတာပုံမှန်သဘောတရားပါပဲအဲ့ဒီအခါကိုယ့်ရဲ့ခံစားချက်ကိုငါစိတ်မကောင်းဘူးငါကတော့ဒီလိုခံစားရတယ်ဆိုပြီး statement တွေနဲ့ပြောပါချစ်သူရဲ့စကားကိုလည်းစိတ်ရှိရှိနဲ့နားထောင်ပြီးပါဒုတိယတစ်ချက်ကတော့ quality time အရေးသွေးရှိတဲ့အချိန်တွေကိုအတူတူပေးဖို့ပါပဲအလုပ်တွေများနေတော့မှတနေ့ကိုနိုင်ဖို့ပဲဖြစ်ဖြစ်အချင်းချင်းစကားပြောဖို့ရုပ်ရှင်အတူတူကြည့်ဖို့အတူတူချက်ပြုတ်စားတော့ဖို့အချိန်လေးခံနေပြီပါဖုန်းတွေအခြားအနောက်ချက်တွေကိုပေးဖယ်ထားပြီးတယောက်ကိုတယောက်အပြည့်အဝအာရုံစိုက်ပါတတိယအချက်ကတော့အပြန်အလှန်လေးစားမှုပါပဲချစ်သူရဲ့အမြင်တွေကိုနားထောင်ပါသူရဲ့ဆုံးဖြတ်ချက်တွေကိုလေးစားပါကိုယ့်ရဲ့တင်ပြချက်နဲ့မတွေ့ရင်တော့မှသူ့ရဲ့ခံစားချက်ကိုတန်ဖိုးထားပါတယောက်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေ boundary တွေကိုလည်းလေးစားပါစလုံးထောက်ချက်ကတော့တယောက်ကိုတယောက်အမြဲတမ်းအားပေးထောက်ခံဖို့ပါပဲချစ်သူရဲ့အိမ်မက်တွေရီမတ်ချက်တွေကိုအားပေးပါသူအခက်အခဲကြုံနေရတဲ့အခါဘေးနားကနေရပ်တည်ပေးပါအောင်မြင်မှုတွေကြားလာတဲ့အခါမှာလည်းဝမ်းသာပေးပါနောက်ဆုံးအရေးကြီးဆုံးအချက်ကတော့အတူတူကြီးထွားဖို့ပါပဲကျွန်တော်နှစ်ဦးစလုံးတယောက်ချင်းစီနေနေရောအတွဲအနေနဲ့ပါတိုးတက်ပြောင်းလဲနေဖို့လိုအပ်ပါလေအတူတူသင်ယူပါအတူတူအတွေ့အကြုံအသစ်တွေကိုရှောင်ပေးပါအတူတူအိမ်မက်တွေမှတ်ပြီးအိမ်မက်တွေကိုအကောင့်ချင်းဖော်ပါဒါကတော့ကျွန်တော်မျှဝေပေးခြင်းနဲ့ဆက်ဆက်ရေးကိုပုံပုံခိုင်မာအကောင့်စီမယ်အကြံဉာဏ်၅ခုပါပဲရည်ကြီးဆုံးကတော့ချစ်ချင်းမြတ်တာနားလည်မှုနဲ့စ조사အားထုတ်မှုပါပဲကျွန်တော်ရဲ့အခြေအနေလည်းအမြဲတမ်းပျော်ရွှင်ကြည်နူးစရာဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကိုချန်နေသက်တဲ့ဆိုရင် like and share လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်